ကိုလိုစားတလိုင်းတွေအတွက်တင်မဟုတ်ပဲအတောက်တလိုင်းတွေအတွက်ပါအရန်ကောင်းတဲ့အမည်တစ်ခွက်ကိုထောင်ကနန်းလေးနဲ့ဖန်တီးမယ်။ New Year ညအတွက်ဆိုရင်တော့ဒီတအိုးနဲ့တင်တရက်ကွက်လုံးမြည်လို့ရပြီ။ပါဝင်ပစ္စည်းကလည်း3မျိုးရဲနဲ့အချိန်9မိနစ်လောက်ပေးရင်ကိုရနေပြီ။အရင်ဆုံးဒဲအိုးကိုမီးရှို့ရေနဲ့ထည့်ပြီးစူအောင်တည်ထားမယ်။အဓိကပါဝင်ပစ္စည်းကတော့ ready ကထွက်တဲ့ကြက်ရည်ကြိုချက်ဘူးလေးပါ။တဘူးဆိုရင်ဒီလိုကြက်သားတုံးတွေအများကြီးကိုပါတာ။အရေးအရသာအတွက်ကိုတော့ဒီတုံရန်အနှစ်ထုတ်ကလေးကိုပဲသုံးပါမယ်။တည်ထားတဲ့ရေနွေးအိုးလေးဆိုရင်တော့တုံရန်အနှစ်ထုတ်ကိုဖောက်ထည့်လိုက်မယ်။ပြီးရင်တော့ ready ကထွက်တဲ့ကြက်ရည်ကြိုချက်ကြက်သားတုံးတွေကိုတုံရန်အိုးထဲထည့်လိုက်မယ်။အကြာကြီးတည်စရာမလိုဘူးနော် ready ကထွက်တဲ့ကြက်ရည်ကြိုချက်ကအသင့်စားမှုဒီတိုင်းစားရင်ကိုကြက်သားတုံးတွေကနူးအိနေပြီဟာလာတစိမ့်လဲပါတော့လူမျိုးမရွေးဘာသာမရွေးလဲစားသုံးလို့ရတယ်ပြီးရင်တော့ကိုစားကျင်တဲ့အရွက်တွေထည့်လိုက်မယ်အဆက်ကလေးကလည်းစားကျင်သေးတာဆိုတော့ငြူသီးတစ်ထောင်လောက်လည်းညှက်ထည့်လိုက်မယ်ဟင်းရီပွက်လာပြီဆိုရင်တော့အခုလိုထောင်ကနန်းလေးနဲ့တရက်ကွက်လုံးမြည်လို့ရမယ်ကြက်သားတုံရန်အမီအိုကြီးရပါပြီလိုက်လို့စားကြည့်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတ်တာ